皆さんこんにちは。今日は私の一緒に日本語を勉強しましょう。အခုလေးလာကြမဲ့သင်ခန်းစာပေါ့နော်အန်တီမှာပါတဲ့စူမိုရီရဲ့အတိတ်ဘက်ကရည်ရွယ်တဲ့စူမိုရီကိုဘေးမှာအသုံးပြုမယ်ဆိုတာကိုအခုစပြီးလေ့လာကြပါနော်1番အခုစူမိုရီဒါတာကဲတော့အမယ်တဲ့ရမယ်တာတောင်းမယ်လို့တွေ့ထားပေမဲ့မိုးရလို့သွားတော့ဘူးတဲ့2番ဆိုနာစူမိုရီဂျာနာခတ်တာနော်နိအဲ့ဒီအတိတ်ဘက်နဲ့လောက်ခဲ့တာမဟုတ်ဘူးတဲ့3番来年日本へ入学するつもりです。来年မှာဂျပန်ကိုတဲ့ပညာတော်လို့တောင်းမယ်လို့ရည်ရွယ်ခဲ့တယ်။ရည်ရွယ်တယ်ပေါ့နော်။4番カロクイタつもりだった。ပေါ့ပဲပြောခဲ့တယ်လို့ထင်ခဲ့တာတဲ့။5番まだ寝ないつもりအခုတည်းမအိပ်ဖို့တဲ့စိတ်ကူးထားတာလားတဲ့။အခုလေ့လာခဲ့တဲ့သင်ခန်းစာလေးอ่ะပေါ့နော်။လေ့လာခဲ့ပြီးတဲ့သင်ခန်းစာလေးอ่ะပေါ့နော်စူမိုရီဆိုတာကအဓိပ္ပာယ်ရည်ရွယ်တာပေါ့နော်ခိုခိုမတဲ့ဂျမတာနေ